ရီစာဟောင်းကိုဘာလို့မမေ့နိုင်ကြတာလဲရီစာဟောင်းအကြောင်းတွေးမိရင်ရင်ထဲနင့်ခနဲ့ဖြစ်သွားဘူးလားလမ်းခွဲပြီးသားကြာနေပြီပဲဘာလို့မမေ့နိုင်သေးတာလဲဆိုပြီးကိုအပြစ်တင်ပြီးနေလားတကယ်တော့ဒါဟာခန်းစားချက်တသက်မဟုတ်ပဲသိပ်ပန်နေကြအကြောင်းရင်းတွေရှိနေပါတယ်ကျွန်တော်ဒီနေ့တော့အဲ့ဒီအကြောင်းလေးပြောပြချင်တယ်ကျွန်တော်တို့လူသားတွေရဲ့တမိုင်းချောင်းကိုပြန်ကြည့်မယ်ဆိုရင်ကြောက်ခစ်လော့ကတဲကအဖော်ဆိုတာအသက်ရှင်ရက်တည်ဖို့အရန်အရေးပါခဲ့တယ်တယောက်တည်းဆိုရင်အမဲလိုက်ဖို့ခက်မယ်အန်ဒီရများမီလီဒါကြောင့်ကျွန်တော်တို့ရဲ့ဦးနောက်ကတစုံတစ်ယောက်နဲ့တန်ရောစင်တွေ့တာမှုကို survival instinct အနေနဲ့မှတ်ယူထားကြတာဒီတော့လမ်းခွဲလိုက်ရတဲ့အခါဦးနောက်ကအသက်အန္တရာယ်ကြုံနေရတယ်လို့မျိုးတုံ့ပြန်ပြီးစိတ်ဒုက္ခရောက်စေတာပေါ့အဓိကပြဿနာကတော့ဦးနောက်ထဲကဓာတုဗေဒပြောင်းလဲမှုတွေပါပဲချစ်မိနေတဲ့အချိန်မှာဦးနောက်ကဒိုပါမင်းနဲ့ oxytocin ဆိုတဲ့ပျော်ရွှင်စေတဲ့ဟော်မုန်းတွေထုတ်ပေးတယ်မူးယစ်ဆေးဆွဲတယ်လို့ပါပဲလမ်းခွဲလိုက်တဲ့အခါအဲ့ဒီဟော်မုန်းတွေရုတ်တရက်ပြတ်တောက်သွားတော့ withdrawal symptoms ထန်စားရတာပေါ့anthropologist တယောက်ဖြစ်တဲ့ Helen Fisher ကလည်းချစ်ချင်းမေတ္တာဆိုတာစိတ်ခံစားချက်တစ်ခုတည်းမဟုတ်ပဲအားပြင်းတဲ့ motivation system တစ်ခုလို့ဆိုထားဘူးတယ်။ဒါကြောင့်မိပြစ်မှုစူးစမ်းလေပိုတရိရလေချစ်ညူတတ်တာပါ။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုရှိတယ်။အဲ့ဒါက psychogenic effect ပါ။လူတွေကပြီးပြတ်သွားတဲ့ကိစ္စတွေထက်မပြီးပြတ်သေးတဲ့ကိစ္စတွေကိုပိုမှတ်မိနေတတ်ကြတယ်။ရီးစားဟောင်းနဲ့လမ်းခွဲတာကကိုယ်စိတ်ထဲမှာဇလန်းမဆုံးသေးဘူး။ပြောစရာတွေကြံနေသေးတယ်လို့ခံစားရရင်ပိုမေ့ရခတ်နေတတ်ပါတယ်။ဒီကြားတဲ့လူတွေလက်မိတတ်တဲ့အကြီးမားဆုံးအမှားကတော့ social media မှာသူတို့အကြောင်းလိုက်ကြည့်နေတာ stalking ပဲဒါကအနာဟောင်းကိုစားနဲ့ပတ်တယ်လို့ဖြစ်စေတာပေါ့ဒါပေမဲ့စိတ်မပူပါနဲ့အချိန်ကာလတစ်ခုရောက်လာတဲ့အခါဦးနောက်ကသူ့အလိုလိုပြန်လဲပြုပြင်သွားပါလိမ့်မယ်အရေးကြီးဆုံးသင်ခန်းစာကတော့ရီးစားဟောင်းကိုမမေ့နိုင်တာဟာကိုကအားနည်းလို့မဟုတ်ပါဘူးကိုကတန်ရိုးစင်ကိုတန်ဖိုးထားတဲ့လူသားတစ်ယောက်မို့လို့ပါအတိတ်ကိုသင်ခန်းစာယူပြီးလက်ရှိအချိန်မှာကိုပို့ချစ်ပေးလိုက်ကြရအောင်နော်